ရေဖြစ်သွားတဲ့နွားနို့ကန်တသားတို့မိမိတို့ဆိုရင်ကိုကန်ကြီးတဲ့ကိုနွားနို့ထည့်မလားရေထည့်မလားမင်္ဂလာပါလူကြီးမင်္ဂလေးတို့ရေ Little Forest ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရေဖြစ်သွားတဲ့နွားနို့ကန်အိုးရှေရှေတို့ကတာယာဝါပြောပြီးစံရည်စပါးပေါ်ကျွယ်သွားတဲ့ရွှေပြည်သားဆိုတဲ့တိုင်းပြည်ကြီးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ကြီးဟာတိုင်းသူပြည်သားတွေအပေါ်မှာတိတ်ကိုမေတ္တာထားသလိုပြည်သူတွေကလည်းဘုရင်ကြီးကိုချစ်ခင်လေးစားကြပါတယ်ဒါပေမဲ့ဘုရင်ကြီးရဲ့စိတ်ထဲမှာအမြဲတမ်းသိချင်နေတဲ့မိဂုံးတစ်ခုရှိပါတယ်ငါရဲ့တိုင်းသူပြည်သားတွေဟာတယောက်နဲ့တယောက်တကယ်ရောရိုးသားကြရဲ့လားငါအပေါ်ရောတကယ်သစ္စာရှိကြရဲ့လားတိုင်းပြည်ရဲ့အရေးကိစ္စတွေမှာတကူကောင်းမဆန်ပဲစီးလုံးညီညွတ်မှုရှိကြရဲ့လားဆိုတာပါပဲဒီလိုနဲ့တနေ့မှာတော့ဘုရင်ကြီးဟာပညာရှိအမတ်ကြီးနဲ့အကြံတစ်ခုကိုတိုင်ပင်ပြီးတိုင်းသူပြည်သားတွေကိုစမ်းသပ်ဖို့တော်ဝင်အမိန့်တော်ထုတ်ပြန်လိုက်ပါတယ်နောက်တနေ့မနက်မှာတော့တိုင်းပြည်ရဲ့လမ်းစုံလမ်းကွာတွေမှာဘုရင်တမန်တော်တွေကမောင်းခတ်ပြီးအမိန့်တော်တစ်ခုကိုကြေညာလိုက်ပါတယ်တိုင်းသူပြည်သားလူအများတို့လေနားထောင်တော်မူကြပါလာမည်လာကွယ်ညတွင်တိုင်းပြည်ဤအလဲဘိုး၌အလွန်ကြီးမားသောရေကန်ကြီးတစ်ခုကိုတူးဖော်ထားမည်ဖြစ်သည်တိုင်းသူပြည်သားအိမ်ထောင်စုတိုင်းသည်ထိုရေကန်ကြီးတဲ့သို့မိမိတို့အိမ်မှနွားနို့စစ်စစ်တအိုးစီကိုညတကောင်းရန်အချိန်တွင်လာရောက်လောင်းထည့်ကြရမည်နနက်မိုးလင်းသည့်အခါထိုနွားနို့ကန်ကြီးမှနွားနို့များဖြင့်နတ်ဒေဝါများကိုပူဇော်ပြီးစင်ရဲသားများကိုဝေငှလူဒန်းမည်ဖြစ်သည်အမိန့်တော်ဒီသတင်းကိုကြားတဲ့အခါပြည်သူတွေအားလုံးကဝမ်းသာအားရဖြစ်သွားကြတယ်ငါတို့ဘုရင်ကြီးကတကယ်ကိုရရောပြီးကုသိုလ်တရားကိုမြန်နိုးတာပဲဆိုပြီးချီးကျူးကြပါတယ်လာကွယ်ညာရောက်ဖို့နီးကပ်လာပါပြီတိုင်းပြည်အလဲမှာလဲအင်မတန်ကျယ်ဝန်းလာတဲ့ကန်ကြီးတစ်ခုကိုအသင့်တူးဖော်ထားပြီးပါပြီဒါပေမဲ့အဲ့ဒီညက်နေမှာလေသမားကြီးကသူ့မိန်းမကိုတိုးတိုးလေးပြောလိုက်တယ်မိန်းမရေငါတို့မှာနွားမလေးတစ်ကောင်နဲ့ရှိတာရတဲ့နွားနို့လေးကလည်းငါတို့သားသမီးတွေတောက်ဖို့တော့မလောက်ဘူးတိုင်းပြည်မှာကအိမ်ကျေပေါင်းတောင်းနဲ့ချီပြီးရှိတာကန်ကြီးတဲ့ကိုလူတိုင်းကနွားနို့တွေလာထည့်ကြမှာပဲလေအဲ့ဒီတော့ကန်ကြီးကနွားနို့တွေနဲ့အပြည့်ဖြစ်နေမှာအဲ့ဒီနွားနို့တွေအများကြီးတဲ့ကိုငါတို့ကရေတအိုးလောက်ခိုးပြီးသွားထည့်လိုက်ရင်ဘယ်သူမှသိမှာမဟုတ်ဘူးငါတို့ထဲတဲ့ရေတအိုးကနွားနို့တွေထဲမှာပျောက်သွားမှာပဲသူ့မိန်းမကလည်းခေါင်းညိတ်ပြီးဟုတ်တယ်တော်ရဲ့ညကလည်းမောင်မိုက်နေတာဆိုတော့ဘသူကနွားနို့ထဲတယ်လဲရေထဲတယ်လဲဆိုတာမြင်ရမှာမဟုတ်တာလို့ထောက်ခံလိုက်ပါတယ်အဲဩစရာကောင်းတာကအဲ့ဒီလိုတွေးလိုက်တာလေသမားကြီးလင်မယားတယ်မဟုတ်ပါဘူးလူချင်းမင်းကလေးတို့ရေလေသမားကြီးလိုပဲတခြားလူတွေကိုဘာတွေတွေးနေကြမလဲဆိုတာခံမှန်းကြည့်ကြပါဦးလေသမားကြီးရဲ့အိမ်နီးချင်းဈေးတဲ့အမျိုးသမီးကလည်းနွားနို့ကိုတွားလောက်မဲ့အစားမနှက်ဖန်ဈေးမှာတွားရောက်လိုက်ရင်ပတ်စံပိုရမှာပဲငါတယောက်တည်းရေတွားလောင်းထဲလဲဘသူမှသိမှာမဟုတ်ပါဘူးလို့တွေးပါတယ်ဟောတထေးကြီးကလည်းငါရဲ့ဈေးကြီးတဲ့နွားနို့တွေကိုအလကားအဆုံးရှုံးမခံနိုင်ပါဘူးရေပဲတွားလောင်းထည့်ခိုင်းလိုက်မယ်လို့သူ့တပည့်တွေကိုခိုင်းလိုက်ပါတယ်နောက်ဆုံးတော့အားလုံးစောင့်မျှော်နေတဲ့လကွယ်ညတကောင်ရန်အချိန်ကိုရောက်လာပါပြီလာရောက်မရှိလို့ပတ်ဝန်းကျင်တစ်ခုလုံးအကြတန်ကြားရလောက်အောင်တိတ်ဆိတ်ပြီးမှောင်မိုက်နေပါတယ်တိုင်းသူပြည်သားတွေဟာကိုစီကိုငှအိုးကြီးအိုးငယ်တွေကိုပိုက်ပြီးကန်ကြီးစီကို
တိတ်တဆိတ်လာကြပါတယ်။မှောင်လွန်းလို့ဘသူကဘာအိုးကြီးကင်လာမှန်းမမြင်ရပါဘူး။ကန်ကြီးဘေးကိုရောက်တာနဲ့အားလုံးကသူတို့ပါလာတဲ့ရေတွေကိုကန်ကြီးထဲကိုလောင်းထည့်လိုက်ကြတယ်။ရေတွေလောင်းချတန်ကိုသာကြားနေရပြီးလောင်းထည့်ပြီးတာနဲ့အားလုံးကအိမ်ကိုခြေတံဖွားဖွားနဲ့အမြန်ပြန်သွားကြပါတယ်။အားလုံးရဲ့စိတ်ထဲမှာတော့ဟူတော်ပါသေးရဲ့ငါရေထည့်လိုက်တာဘယ်သူမှမသိလိုက်ဘူးဆိုပြီးကျေနပ်နေကြပါတယ်။နောက်တစ်နေ့မနက်နေအောင်ကြီးပေါ်လာတဲ့အချိန်မှာတော့ဘရင်ကြီးအမတ်ကြီးတွေနဲ့တိုင်းသူပြည်သားအားလုံးဟာနွားနိုးကန်ကြီးကိုကြည့်ဖို့စုဝေးရောက်ရှိလာကြပါတယ်။တိုင်းသူပြည်သားတွေအားလုံးကလည်းသူများတွေထဲထားတဲ့နွားနိုးတွေနဲ့ပြည့်ရှံနေမဲ့ကန်ကြီးကိုမြင်ရဖို့မျှော်လင့်နေကြတာပေါ့။ဒါပေမဲ့ကန်ကြီးထဲကိုငုံကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩမှင်တက်သွားကြပါတော့တယ်။ကန်ကြီးထဲမှာနွားနို့တစ်စက်လေးမှရှိမနေပါဘူး။ကန်ကြီးတစ်ခုလုံးပြည့်ရှံနေတာကတော့ရေတွေကြီးပဲဖြစ်နေပါတော့တယ်။တခြားသူတွေကနွားနို့တွေထဲကြမှာပဲငါတယောက်တည်းရေထဲလိုက်လဲမသိတာပါဘူးဆိုတဲ့လူတိုင်းရဲ့အတ္တစိတ်တွေစင်ကြေတွေနဲ့ရေတွေကြီးပဲလာထက်သွားကြတဲ့အတွက်ကန်ကြီးတစ်ခုလုံးရေကန်ကြီးဖြစ်သွားရတာပေါ့။တိုင်းသူပြည်သားတွေအားလုံးဟာရှက်ရွံ့လို့ခေါင်းတွေငုံသွားကြပါတယ်။ဘသူကမှဘသူကိုအပြစ်မတင်ရဲကြတော့ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်လည်းရေပဲထည့်ခဲ့ကြတာကိုဘုရင်ကြီးဟာတပ်ပြင်းချလိုက်ပြီးအခုလိုပြောလိုက်ပါတယ်။ငါတို့တိုင်းပြည်မှာနွားနို့တွေမရှားပါဘူး။ဒါပေမဲ့ငါတို့မှာရှားနေတာကတော့ကိုချင်းစာတရားနဲ့တာဝန်သိစိတ်ပဲ။ငါတယောက်တည်းပဲဆိုတဲ့စိတ်ဓာတ်ကတိုင်းပြည်ရဲ့ဖြူစင်တဲ့နွားနို့ကန်ကြီးကိုဖျက်ဆီးလိုက်တာပါပဲ။ချစ်လာစွာသောပြည်သူတို့ဒီကနေ့မြင်ရတဲ့မြင်ကွင်းကနေသင်တို့အားလုံးသင်ခန်းစာရလိမ့်မယ်လို့ငါကိုယ်တော်ယုံကြည်တယ်။ငါတယောက်တည်းဖောက်ပြန်လိုက်လို့ငါတယောက်တည်းတာဝန်ပြက်ကွက်လိုက်လို့ဘာမှမဖြစ်ပါဘူးဆိုတဲ့အတ္တစိတ်လေးဟာလူတိုင်းစီမှာရှိလာရင်တတိုင်းပြည်လုံးတလောကလုံးဒုက္ခရောက်တတ်တယ်။ကောင်းမြတ်တဲ့အရာတစ်ခုကိုတီးဆောက်တဲ့အခါမှာသူများလှုပ်လိုက်မယ်ဆိုပြီးမျော်လင့်မနေပဲကိုယ်တိုင်ကစပြီးရိုးသားစွာပါဝင်ဖို့လိုအပ်ပါတယ်။အဲ့ဒီနေ့ကစပြီးရွှေပြည်သာတိုင်းပြည်ကပြည်သူတွေဟာသူတစ်ပါးကိုအားကိုးပြီးကိုယ်တော်ဝင်ကိုရှောင်လွှဲတတ်တဲ့အကျင့်ကိုဖျောက်ဖျက်လိုက်ကြပါတော့တယ်။အလုပ်တစ်ခုကိုလုပ်ရင်ငါကစပြီးအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေမွေးမြူကြတဲ့အတွက်တိုင်းပြည်ကြီးဟာအရင်ကထက်ပိုမိုတိုးတက်သာယာလာပါတော့တယ်။ဒီပုံမြင်လေးကလူကြီးမင်းကလေးတို့ကိုပေးချင်တဲ့လက်ဆောင်ကတော့ငါလုပ်တဲ့အလုပ်သေးသေးလေးကဘာမှမဖြစ်တော့ပါဘူးလို့မတွေးဖို့ပါပဲ။အကောင်းဘက်ကပဲဖြစ်ဖြစ်အဆိုးဘက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့တူးချင်းစီရဲ့လုပ်ရက်တွေကစုပေါင်းလိုက်တဲ့အခါအင်အားကြီးမားတဲ့ရလဒ်တစ်ခုဖြစ်လာတတ်ပါတယ်။ကဘာကြီးကိုပိုလှစေခြင်းရင်ကိုစီကစပြီးနွားနို့တအိုးကောင်းမှုတစ်ခုကိုစစ်စစ်မှန်မှန်လောင်းထည့်ဖို့လိုအပ်ပါတယ်။ဒါဆိုရင်တော့နောက်တစ်ချိန်မှာကျွန်တော်တို့အားလုံးဟာဖြူစင်လှပတဲ့နွားနို့ကန်ကြီးကိုအတူတူပိုင်ဆိုင်ခွင့်ရကြမှာပါ။ဟုတ်ကဲ့ပါ။ဒီတော့တသားတို့မိမိတို့ဆိုရင်ကောကန်ကြီးတဲ့ကိုနွားနို့ထည့်မလားရေထည့်မလားဆိုတာကွန်မန့်မှာဖြေပေးသွားကြပါအောင်နော်ချစ်စရာကောင်းတဲ့ပုံမြင်ကလေးတွေနဲ့ပြန်တွေ့ကြဖို့ Little Forest Storybus Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ရေဖြစ်သွားတဲ့နွားနို့ကန်ပုံမြင်လေးကိုနောက်ဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်တာယာပျော်ရွှင်ကျမ်းမာပေးကင်းတဲ့နေ့ရက်လေးဖြစ်ပါစေတတာSee ya bye bye